She don't
Hallelujah. Praise the Lord. Jesus rago chimo mare. Pikere pa masya mashipe me sya bu ma a phit a long ka winyin khon aya pi do tat te khan chit de cha ya de twe chaung athu be taya ye Jesus rago chimo ne sya ko athu be Jesus te mare lo no. So ro phya ta khin khwet pyu yin no naung ta chain ni ma le sya ko a chain pe de lo di ma no nit paung mya swa sakat ne de သားသမီးတွေကိုလည်းတရားပြီးတရားကျွန်တော်တို့เนาะမျက်မှောက်တော်ထဲမှာဆွဲခေါ်ပြီးတော့အချိန်ပေးသွားမှာဖြစ်ပါတယ်လို့အာမင်ဟာလေလုယာယေရှုတော်ချီးမွမ်းတယ်ဒီနေ့ဆရာပြင်ဆင်ထားတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ full grace ကျွယ်ဝပြည့်စုံတဲ့ယေရှုတော်ဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးပြီးတော့ဒီဆောက်ပေးမှာဖြစ်ပါတယ်အစဉ်ပြေလားဆရာမိုက်နည်းနည်းမိသလားလို့နော်စင်ပြေလားဟုတ်ပြီကျွန်တော်တို့နော်ဘေးရလို့တရားနှစ်ယောက်လောက်နှုတ်ဆက်လိုက်ပါဦးနော်ဘုရားသခင်အထူးကောင်းချီးပေးပါစေလို့နှုတ်ဆက်လိုက်ပါဦးပြုံးပြုံးရွှင်ရွှင်လေးနဲ့ဟုတ်ပြီဆရာရွေးချယ်ထားတဲ့ကျမ်းချေအတူတကွနှလုံးသွင်းပြီးတော့နော်ဘာသာပြန်ဖို့လို့မလားမဆီတို့ရှိတယ်နော်ဟုတ်ပြီဟုတ်လားဟုတ်ပြီโอเคအတူဆိုရအောင်ထိုးမတပါလူတယောက်ပြမတော့အောက်ရှင်စံအပိတခုကြောင့်ဒဏ်ခံစီဟုရှိရင်ဤကျေးဇူးတော်အရာမှာအပြစ်များလည်းပင်လွတ်စေဟုစီရင်၏ဟုတ်ပြီနောက်တစ်ခုပြန်ဖတ်ရအောင်နောက်ကျမ်းချက်တစ်ခုအကြောင်းမူကားပညတ်တရားကိုမောရှေလက်တွင်ပေးတော်မူ၏ကျေးဇူးတရားနှင့်သစ္စာတရားကယေရှုခရစ်အားဖြင့်ဖြစ်သည်နော်ဟာလေလုယာဒီနေ့ကျွယ်ဝသောယေရှုတော်เนาะကျွန်တော်တို့ယေရှုတော်ကြောင့်ပါယေရှုတော်ချီးမွမ်းပါတယ်ဆိုတာကျွန်တော်တို့နှုတ်ကြိုးနေကြပြီเนาะခရိယန်တွေရဲ့ယဉ်ကျေးမှုတစ်ခုလို့เนาะနှုတ်ကနေကျွန်တော်မွတ်ဆိုနေပေမဲ့အဲ့ဒီယေရှုတော်ရဲ့ပြုပေးတဲ့အရာယေရှုတော်ရဲ့မဆတဲ့အရာယေရှုတော်ရဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်ပေးအောင်မယ်အရာတွေเนาะကျွယ်ဝတဲ့ယေရှုတော်ကိုနားလေတဲ့เนาะဝင်ခံတဲ့ပိုင်ဆိုင်တဲ့အသက်တာဖြစ်ဖို့ဒီနေ့အားပေးမှာဖြစ်ပါတယ်ဘယ်နှယောက်စိတ်ဝင်စားသလဲဟာလေလုယာเนาะယေရှုတော်ရဲ့ကျွယ်ဝခြင်းကိုနားလေသဘောပေါက်သွားပြီဆိုရင်လေသင်ရဲ့အသက်တာအသိမှလေအသိအတွက်လဲပါတယ်ဟာလေလုယာအသိအတွက်ဆိုတဲ့အခါမှာသင်မာခဲ့တဲ့အရာတွေသင်မလုံနိုင်ခဲ့တဲ့အရာတွေသင်မဖြစ်နိုင်ခဲ့တဲ့အရာတွေအားလုံးခြုံယုံမကဘူးယခုသင်ခံစားကြုံတွေ့နေရတဲ့နော်အရာအတွက်မကဘူးအနာဂတ်အတွက်တောင်မှအဲ့ဒီယေရှုတော်ကခါပါလောက်ထားပြီးတော့တာဝန်ယူထားပြီးတော့ကျွန်တော်တို့ကိုမဆနေတယ်ဆိုတာကိုကျွန်တော်တို့ဝိညာဉ်သဘောနဲ့မြင်ပြီးတော့ယေရှုတော်ကိုချီးမွမ်းတတ်တော်သူအဲ့ဒီယေရှုတော်ကိုသိတော်သူအဲ့ဒီယေရှုတော်ကိုဝန်ခံတော်သူအဲ့ဒီယေရှုတော်၌ခိုင်ခံတဲ့အသက်တာပိုင်ဆိုင်တော်သူဖြစ်ဖို့ဘုရားသခင်ကအလိုရှိတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာနော်ကျွန်တော်ရဲ့အသက်တာမှာယေရှုတော်ရဲ့ကြွယ်ဝတဲ့အကြောင်းဆိုတာပါလေဆိုတဲ့ခါမှာယေရှုတော်ကနံပါတ်1ကျွန်တော်တို့အတွက်နော်လုတ်ပေးတာဖြစ်ပါတယ်ပညတ်တရားကလုတ်ခိုင်းတယ်ယေရှုတရားကလုတ်ပေးတယ်မတူပါဘူးအဲ့ဒီမတူညီတဲ့အချက်ကိုနားလေသဘောပေါက်ပြီးတော့ခွန်အားယူတတ်တော်သူဖြစ်ရမယ်ဟာလေလုယာအဲ့ဒီမတူညီတဲ့အရာပေါ်မှာတမန်တရားအပေါ်မှာတီဆောက်ပြီးတော့ခိုင်ခန့်ခြင်းနဲ့အသက်တာကိုတီဆောက်တတ်တော်သူဖြစ်ရမယ်အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာကိုကြောက်ရွံ့စိုးရိမ်တော်သူမဟုတ်ဘဲနဲ့အဲ့ဒီယေရှုတော်ကခြုံထားတယ်တာဝန်ယူထားတယ်ပို့ဆောင်အောင်မယ်ဆိုတာကိုစိတ်ချပြီးတော့အနန္တအသက်တာဖြစ်ဖို့ဘုရားကအလိုရှိတာဖြစ်ပါတယ်ဟာလေလုယာ
ဆရာကိုယ်တိုင်အဲ့ဒီယေရှုတော်ရဲ့ကြွယ်ဝခြင်းကိုနားမလဲခဲ့တဲ့နော်အချိန်နော်ဖြတ်တန်းခဲ့တဲ့အရာတွေရှိခဲ့ပါတယ်တစ်ချိန်လုံးအားငယ်တယ်ကျမ်းစာဖတ်နိုင်တဲ့အချိန်မှာခွန်အားရတာပေါ့စုတောင်းနိုင်တဲ့အချိန်မှာခွန်အားရတာပေါ့ဒါပေမဲ့အဲ့ဒီအရာတွေမလုံနိုင်တဲ့အခါမှာပြန်ပြီးတော့ခွန်အားနည်းသွားတယ်နော်ဒီထဲမှာဘာပေါ်ပြထားသလဲဆိုတော့ကျွန်တော်တို့ခုနတုန်းကစလိုက်မထိုးထားပေမဲ့ပြန်ပြီးတော့အားလုံးသိပေးစားဖြစ်တယ်အဲ့ဖက်အခန်းကြီးနေ့ရဲ့8ကနေ30ထိဖတ်ပြီးတော့အဲ့ဒီထဲမှာဒီယေရှုတော်ရဲ့ကြွယ်ဝခြင်းအနာဂတ်တွေလည်းပါတယ်ဆိုတာကိုပေါ်ပြထားတာကိုပြန်ပြီးတော့ဖတ်ရအောင်ကဲကျမ်းစာလိုင်းရအောင်အဲ့ဖက်အခန်းကြီးနေ့8ကနေ30ထိဖြစ်ပါတယ်ယုံကြည်သောအားဖြင့်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်ဖျားသခင်တနာတော်မူရာဖြစ်သည်ကိုယ်ကုသိုလ်ကြောင့်ကယ်တင်ခြင်းတို့ရောက်သည်မဟုတ်တုတ်ဖြစ်၍အဘယ်သူမျှဝါချာစွာအခွင့်မရှိအဘယ်ကြောင့်ဤဟုကငါတို့သည်ကောင်းသောအခြင်းတို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအခြင်းတို့၌ငါတို့သည်ရှင်လည်မည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနေသည်ဟာလေလုယာတီးစုတော်ကကျွန်တော်တို့အတွေ့ဘာလုပ်ပေးတယ်လဲဆိုတဲ့ခါမှာကျွန်တော်ရဲ့အပြစ်အလုံးစုံအတွေ့ကားတိုင်းပေါ်မှာသူကိုယ်တိုင်အသေးခံပြီးတော့ဆောင်ရွက်ပေးတယ်ဆိုတာကိုကျွန်တော်တို့သိပြီးပါပြီပြန်ပြီးတော့နိုးဆော်ချင်ပါတယ်ယေရှုတော်ဆိုတာကိုလုပ်တာမဟုတ်ဘူးဖခင်ကသူ့ရဲ့သားတော်ယေရှုအားဖြင့်လုပ်ပေးတဲ့အရာကိုယေရှုတော်လို့ခေါ်ပါတယ်ဟာလေလုယာအဲ့ဒါကိုဒီယေရှုတော်ကိုဘယ်ကျမ်းစာကပြန်ပြီးတော့နော်ပြထားတယ်လေဆိုတော့ဟေရှာယ53ရဲ့9ကနေ6ထဲမှာဒီလိုဖော်ပြထားတယ်နော်ဘယ်လိုဖော်ပြထားတယ်လဲဆိုတော့ထိုသူဒီငါတို့လူကျွေးခြင်းအဖြစ်များကြောင်းထိုသူဆိုတဲ့အခါမှာယေရှုတော်ဖြစ်တဲ့ယေရှုကိုညွန်ပြတာဖြစ်ပါတယ်ဟာလေလုယာငါတို့ပြစ်များကြောင့်နာခြင်းစွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏နော်အရှိမလည်းပြထားတယ်ငါတို့ဤငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာပြောက်လေရှိကြ၏ငါတို့ရှိသမျှသည်တိုးကဲ့သို့လမ်းလွဲလေကိုလမ်းအတီးတီးသို့လိုက်သွားကြသည်ဖြစ်၍သာရဘုရားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏နော်ဒီကယေရှုတော်ကိုဖခင်ကပြုပေးတာဖြစ်တယ်ဘယ်သူအားဖြင့်လဲယေရှုအားဖြင့်ပြည့်ညတ်တရားကိုဘယ်သူအားဖြင့်ပေးတယ်လဲမောရှေအားဖြင့်ပေးပြီးတော့ယေရှုတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်တည်းဟာလေလုယာဖြစ်စေတာဖြစ်တယ်ကျွန်တော်တို့ကိုယေရှုထဲမှာအသက်ဖန်ဆင်းလိုက်တာဖြစ်တယ်ဖြစ်စေတာဖြစ်တယ်ဟာလေလုယာဖြစ်စေနိုင်တဲ့ဖခင်ခုနကတော့ကျွန်တော်တခြင်းအသက်အစာအငယ်ရဲ့တခြင်းကိုဆိုတဲ့ဖြစ်စေရေကနေစပစ်ရေနောက်ပြီးတော့ရစ်ပေါင်း40တည်သွားတဲ့လာဇရုကိုရှင်စေတယ်အဲ့ဒီရှင်စေနိုင်တဲ့ဖြစ်စေနိုင်တဲ့ဘုရားကသင်ကိုလည်းယေရှုအားဖြင့်ဖြစ်စေတာဖြစ်တယ်ဘယ်လိုဖြစ်စေတယ်လဲအသက်တော်တတဝါဟာလေလုယာဘဝတဲ့နော်အသက်တာတဲ့ကိုယေရှုရဲ့အသေးခံခြင်းထမြောက်ခြင်းအားဖြင့်ယုံကြည်တဲ့သူတို့ကိုဘုရားကနော်အဲ့ဒီထောက်မှခြင်းကိုကျွန်တော်တို့ကိုကျေးဇူးတော်အားဖြင့်အခမဲ့ပေးတဲ့ဘုရားဖြစ်ပါတယ်ဘုရားရှင်ဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာအဲ့ဒါဆိုရင်နော်ပါလေကျေးဇူးတော်ဆိုတာဘယ်သူပြုတ်ပေးတာလဲဘုရားကဘယ်သူအားဖြင့်ပြုတ်တာလဲယေရှုအားဖြင့်ပြုတ်ပေးတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဒီနေ့ဣသီလလူမျိုးတွေကယေရှုကိုဘယ်လိုခေါ်တယ်လဲဒီပြဲတွေကဣစွာနော်ဣစွာနော်နောက်ပြီးတော့ကျွန်တော်ရှင်းတွေကဘယ်လိုခေါ်တယ်လဲဇေဆုနော်သုံးပါနော်တကယ်ဆိုတွေကမောင်ပါကျွန်တော်တောင်းဆိုမစစ်တော့တယ်မခေါ်တတ်ဘူးသုံးပါကနှုတ်ချိုးနေတာနော်မောင်ပါဇိုအစစ်တွေကမောင်ပါခေါ်တာဖြစ်တယ်စိုးစံသူပေါ့နော်
ဟုတ်ပြီတယောက်နဲ့တယောက်ခေါ်ပုံမတူပေမဲ့နော်ယေရှုကတလောကလုံးအတွေ့နော်ကျွန်တော်ရဲ့အပြစ်အားလုံးကိုကားတိုင်းပေါ်မှာယူဆောင်ပြီးတော့ကျွန်တော်ကိုယ်စားအသေးခံပြီးတော့သူ့ရဲ့အသက်ကိုခမည်းတော်ဘုရားသခင်ရဲ့ရှေ့မှာနော်အသွေးတော်ကိုတွားပြီးတော့ပူဇော်ပြီးတော့ရပ်တည်ပေးတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်မေရှယကယ်တင်ရှင်လို့ခေါ်တာဖြစ်ပါတယ်ယေရှုပြုတ်ပေးလို့တင်ဒီအခမဲ့နော်ဘုရားရဲ့ဂျေဇုတော်ကြောင့်ယုံကြည်ခြင်းအပြင်ပါရတယ်လေကယ်တင်ခြင်းကိုရရှိပိုင်ဆိုင်တော်သူဖြစ်ပါတယ်လက်ကုပ်တီးပြီးတော့ဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာနော်ဒီအရာကိုတန်တရားရှိဖို့မလိုပါဘူးထိုသူကိုယုံကြည်လက်ခံသမျှတော်သူတည်းဟုသောကိုတော်ကိုယုံကြည်တော်သူတို့ကိုဘုရားကဘာဖြစ်ခွင့်ပေးတယ်လဲသားဖြစ်ခွင့်ပေးတယ်အဲ့ဒါက born again ဖြစ်တယ်ဟာလေလုယာကောင်းကင်သားဖြစ်တယ်သင်ရဲ့နာမည်ကိုကောင်းကင်မှာစရင်သွင်းလိုက်တာဖြစ်ပါတယ်နော်ဂလတိ 3:26 ထဲမှာလဲထို့ကြောင့်ငါတို့ဒီသားတော်ကိုယုံကြည်သဖြင့်ဖယားသားဖယားကြဤဆိုပြီးတော့အတိအလင်းသင်ကိုအတိပြုတ်ထားတာဖြစ်ပါတယ်ဘုရားရှင်ဘုန်းကြီးပါစေဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကယ်တင်ခြင်းဆိုတာကိုလုပ်တာမဟုတ်ဘူးဖယားလုပ်ပေးတာဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးတော့ဝန်ခံတဲ့အသက်တာဖြစ်ပြီးတော့တင်ဒီယောမအခန်းကြီး 3:24 ထဲမှာနော်ယေရှုရွေးနှုတ်တော်မူသောအားဖြင့်ဂျေဇုတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြ၏လို့ဖော်ပြထားပါတယ်ဂျေဇုတော်ကြောင့်ဘာကိုရောက်တယ်လဲဖြောင့်မတ်ရာကိုရောက်တာဖြစ်တယ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ဆိုတာ ਨੇ အတူတူဖြစ်ပါတယ်အာမင်ဟာလေလုယာဘေးရလို့နောက်ဆက်လိုက်ပါဦးဖြောင့်မတ်သူနဲ့ထိုင်ရတာဂုဏ်ယူလိုက်တာလို့အာမင်နောက်တစ်ခုဝန်ခံရအောင်ယေရှုအသွေးအဖြစ်တန်ရှင်းတဲ့သူနဲ့နော်အတူထိုင်ရတာဂုဏ်ယူပါတယ်လို့နှုတ်ဆက်လိုက်ပါအောင်ရဲရဲလေးနော်ဟာလေလုယာကဲဆရာမကိုလည်းဆရာနှုတ်ဆက်မယ်နော်အာမင်အသင်းတော်ဆိုတာလေမွေးကလေးကလူကောင်းတယ်သူတော်စင်တယ်စုံတဲ့နေရာမဟုတ်ဘူးနော်အပြစ်သားတယ်ဖယားကကျွန်တော်တို့ကိုယေရှုအားဖြင့်လက်ခံထားတဲ့ဂျေဇုပြုထားတဲ့သူတွေစုံတဲ့နေရာဖြစ်တယ်ဟာလေလုယာတခါတလေကျွန်တော်တို့ကဘုရားကျောင်းပါလေတခါမှအပြစ်မလုပ်ဘူးသောသူကဲ့သို့ထိုင်တတ်တယ်ပါဝင်တတ်တယ်ဂျေဇုတော်ကိုတော့အစပိုင်းမှာချီးမွမ်းတယ်ဗျဝန်ခံနေတာပေမဲ့ပါဝင်နဲ့မိသွားတာအဲ့ဒါကြောင့်ကောလောသဲအခန်းကြီး 3 မှာလေဂျေဇုတော်ကိုတည်သောစိတ်ရှိကြလို့တဲ့မမိတ်ရဘူးဟာလေလုယာစာလံ103ရဲ့3ထဲမှာလေဂျေဇုတော်အပေါင်းကိုမမေ့နဲ့ဟာလေလုယာသင်ဒီအပြစ်များလက်ပင်လွတ်စေဆိုပြီးဖယားရဲ့ခွင့်လွတ်ခြင်းအပြစ်လွတ်ခြင်းတနာခြင်းကိုခံစားရတော့သူဖြစ်တဲ့ကြောင့်ဂျေဇုတော်ကိုအမြဲတမ်းချီးမွမ်းဖို့အကျွေးတင်နေတဲ့သူဖြစ်တယ်ဟာလေလုယာအမေကြီးမှာခဏလေးဒီမှာလာဂျေဇုတော်ချီးမွမ်းပြီးဝတ်ပြုတ်ကိုးကွယ်တာနဲ့မလုံလောက်ဘူးအမြဲတမ်းချီးမွမ်းဖို့ရန်ထိုက်တန်တဲ့ဖရားဖြစ်တယ်ဘာလို့လဲကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုယူဆောင်ပြီးတော့ကျွန်တော်ကိုယ်စားအသေးခံပေးတဲ့ကိုယ်တငယ်ယေရှုကြောင့်ဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကျွန်တော်ဒီမှာနိုင်ဝက်လောက်နော်နှစ်နိုင်လောက်ဝတ်ပြုတ်ကိုးကွယ်နေတာဖရားရဲ့ရှေ့မှာမလုံလောက်သေးဘူးတာ၍ချီးမွမ်းထိုက်တယ်လို့ခံစားတော်သူဖြစ်ဖို့ဒီနေ့ဘုရားရှင်အထူးဖွင့်ပြပါစေဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့နော်အပတ်တိုင်းနှစ်နိုင်ထိုးတာနဲ့ကျမ်းစာသင်မှာဖြစ်ပါတယ်နော်တဘာပတိကဆက်ကပ်လိုက်တာနဲ့အဲ့ဒီကျမ်းစာသင်တဲ့အရာကဝတ်ပြုကိုးကွယ်ခြင်းထဲမှာပါတယ်အာမင်အဲ့ဒါကြောင့်လာမယ့်အပတ်ကနေနှစ်နိုင်မှာတဘာပတိကဆက်ကပ်လိုက်တာနဲ့ကျမ်းစာဆရာလဲတင်မယ်တင်းထောက်တွေလဲတင်မယ် worship team လဲတင်မယ် media လဲတင်မယ်အသင်းသူအသင်းသားအားလုံးလဲတင်ပြီးတော့တပြေးညီနော်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရတဲ့နော်ထာဝရအသစ်ရတဲ့သူဖြစ်တဲ့ကြောင့်အဲ့ဒီထာဝရရဲ့အသစ်ထဲမှာကျွန်တော်တို့ကယဉ်ကျေးကြီးထွားပြီးတော့တိုးတက်သွားရမယ်အာမင်ဟာလေလုယာတစ်ပင်တွေအသစ်ရှိလို့သူတို့ကြီးထွားသလားမကြီးထွားဘူးလားတရိစ္ဆာန်တွေရော
ဆရာတို့ကြောင်ကလေးမွေးထားတာရတော့ကလေတနာဆရာတေမလားဆိုပြီးကြည်နေတာဒါပေမဲ့အခုကြီးသွားပြီတိရစ္ဆာန်တော့ကြီးထွားတတ်တယ်တစ်ပင်တော့ကြီးထွားတတ်တယ်ထာဝရအသေးရတဲ့ကဲတင်ချင်းရတဲ့တင်လေကြီးထွားဖို့လိုအပ်တယ်ဟာလေလုယာဘုရားလူနှုတ်ဆက်လိုက်ပါအောင်ကြီးထွားဖို့လိုတယ်မမေ့ပါနဲ့လို့ကျွန်တော်တို့ကမေ့နေတာထမင်းပဲစားပြီးကိုယ်ခန္ဓာပဲကြီးနေတာမာကြည့်ရင်ငါဝလာသလားဟောပိန်သွားပြီလားအဲ့ဒါပဲကြည်နေတာမဟုတ်ဘူးအတွင်းလူဝိညာဉ်ရေးကအမြဲတမ်းကြီးထွားနေရမှာဖြစ်တယ်ဟာလေလုယာဘာလို့လဲဆိုတော့ယေရှုအပြင်သင်ဒီအသက်ကိုရတော့သူဖြစ်တဲ့ကြောင့်သင်ရဲ့ဝိညာဉ်အသက်ဒီတဖြည်းဖြည်းကြီးထွားပြီးတော့ဘယ်အတိုင်းတာတိကြီးထွားရမလဲဆိုတော့ခရစ်တော်ဤပမာဏကဲ့သို့ကြီးထွားရမှာဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုခံစားမလဲဆိုတော့ယေရှုတော်ရဲ့ကြွယ်ဝခြင်းအားလုံးကိုသင်အသက်ယခုအနာဂတ်ခြုံထားတဲ့အရာကိုနားလေသွားပြီးတော့ယေရှုခရစ်ရဲ့အထဲမှာကျင်လည်တတ်ပြီဆိုရင်သင်ဒီကြီးထွားမှုမြန်ဆန်သွားမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်သင်ရဲ့အသက်ရှင်ခြင်းကတရစ်ပြီးတရစ်အမတမအရေးကြီးပြီးတော့အမှုမဲ့မတ်မဲ့နဲ့အသက်ရှင်ရမှာမဟုတ်ပါဘူးကိုယ်ခန္ဓာအတွက်ကြီးထွားဖို့ကြမ်းမှာဖို့လိုအပ်တယ်လို့သင်ရဲ့ဝိညာဉ်ရေးရာအတွက်ဂယုစိုက်တတ်တော်သူကိုယ့်ရဲ့ဝိညာဉ်ရေးရာကိုစေတနာရှိတော်သူဖြစ်ရအောင်ဟာလေလုယာတာတချို့ကတော့ကိုယ်ခန္ဓာအတွက်အယံစေတနာရှိတာစားရုံမကဘူးမိတ်ကပ်တွေအတွက်နော်7 days ဆိုလိုက်အဝတ်စားတွေဝယ်လိုက်ကိုယ်ခန္ဓာအတွက်စေတနာရှိတာမရှိဘူးလားရှိတာပိုတောင်ပိုသေးတယ်ဒါပေမဲ့ဝိညာဉ်အတွက်စေတနာမရှိဘူးဖြစ်နေတာနော်ဆုတောင်းဆရာမလိုပါဘူးဆရာဆုတောင်းပါတယ်ဆရာကိုအားကိုးပြီးနော်ကောင်းကြီးကြတော့ဆရာကိုမပေးချင်ဘူးကိုပဲလိုချင်တာနော်တကယ်မှကျွန်တော်တို့ကဆုအတူတောင်းရမယ်ကျမ်းစာအတူဖတ်ရမယ်အတူချီးမွမ်းရမယ်အတူမိတ္တာရဖွဲ့ရမယ်ဟာလေလုယာအခုဟွမ်ဆယ်လည်းအစပြုနေပြီဝိညာဉ်ရအတွက်တိုးတက်ဖို့ရလေမိတ္တာရဖွဲ့ခြင်းမရှိဘူးဆိုရင်တယောက်နဲ့တယောက်ခင်မင်ရင်းနှီးမှုမရှိဘူးဆိုရင်ကျွန်တော်တို့မရင်ကျက်နိုင်ဘူးနော်မိတ္တာရလေလို့တယ်ဟွမ်ဆယ်တောက်ကြနေမှာရှိတဲ့အတွက်ကြောင့်မရမကနော်စူးစမ်းပြီးလာပါဟာလေလုယာဟာလေလုယာနိုးဆော်ပါတယ်နော်နောက်ဆုံးသောကာလရောက်ပြီဖြစ်တဲ့အတွက်ကြောင့်တရားနဲ့တရားတာ၍ကျွန်တော်တို့တိုက်သွင်းနိုးဆော်ပြီးတော့မိတ္တာရဖွဲ့ဖို့ရာဖယားကနော်ဟေဘရဲချမ်းစာထဲမှာလည်းပေါ်ပြထားတယ်နော်အဲ့ဒီຢာတွေအားလုံးရင့်ကျက်ကြီးထွားဖို့လိုအပ်တာဖြစ်ပါတယ်တချို့ကအတင်းသားတော့ဝင်နေစုတောင်းလည်းမလာဘူးဟွမ်ဆယ်လည်းမလာဘူးအတင်းတော်ရဲ့လှုပ်ရှားမှုလည်းမလာဘူးအဲ့တဲ့လိုပဲနေတဲ့ခါမှာရင့်ကျက်သလားမရင့်ကျက်ဘူးလားလည်းမသိတော့ဘူးနော်အဲ့ဒီရင့်ကျက်ခြင်းကျွန်တော်တို့အတူတကွလက်သွဲပြီးတော့ဖယားရဲ့ဘုံတော်ဖယားရဲ့နိုင်ငံတော်ကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်ဆိုတာပြန်လည်ပြီးတော့နိုးဆော်ခြင်းပါတယ်ဟာလေလုယာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့တရားဟောခြင်းခေါင်းစဉ်ကဘာလဲဗျာ full grace ယေရှုတော်ရဲ့တွေ့ဝခြင်းဟာလေလုယာတည့်ရဲ့အသိမှာပြစ်မှားခဲ့တဲ့အရာတွေ၎င်းတည့်ရဲ့အားနဲ့ခြင်းတည့်ရဲ့ဆင်းရဲခြင်းတည့်ရဲ့ဖြားနာခြင်းအားလုံးမကဘူးတည့်ရဲ့မွေးရပါအဖြစ်အာဒမ်အဖြစ်ခံစားလာရတဲ့စက်ခံလာရတဲ့အားနဲ့ခြင်းအဖြစ်အားလုံးဖယားကဘယ်မှာအဆုံးသတ်တယ်လဲဆိုတော့သူ့ရဲ့သားတော်ကားတိုင်းပေါ်မှာအဆုံးသတ်ပြီးတော့သားတော်တကြိုပြီးတော့ထမြောက်တဲ့ခါမှာအသစ်တော်အသက်တာကိုပေးပြီးတော့သင်ရဲ့ဝိညာဉ်ရေးရာကိုအစပြုတ်ပေးတဲ့ဖယားဖြစ်ပါတယ်နော်အဲ့ဒါကိုနော်တေချာသိပြီးတော့အဲ့ဒါကိုကျွန်တော်တို့ဖယားသခင်ရဲ့ယေရှုတော်ကိုခံစားရတဲ့နေ့လည်းဖြစ်ပြီးတော့အဲ့ဒီနေ့မှာခံစားရပေမဲ့အဲ့ဒီယေရှုတော်ကအသိအတွက်လည်းပါတယ်ယခုအတွက်လည်းပါတယ်နောင်အတွက်လည်းပါတယ်ဆိုတာကိုသိတော်သူဖြစ်ဖို့လိုအပ်ပါတယ်ဟာလေလုယာဟုတ်ပြီဆရာဒါဝိဒ်ကိုစားတက်ခံပြမယ်နော်ဒါဝိဒ်ဆိုတဲ့ဓမ္မဟောင်းမှာနော်အသက်ရှင်တဲ့သူကဘာလဲဆိုတော့သူကကားတိုင်းမတိုင်ခင်မှာအသက်ရှင်ခဲ့တဲ့ဓမ္မဟောင်းမှာရှင်ခဲ့တဲ့သူဖြစ်တဲ့ဒါဝိဒ်စာလအခန်းကြီး16ရဲ့နှစ်ထဲမှာလေသူဘယ်လိုဝင်ခံတယ်လဲဆိုတော့ယေရှုတော်မှာတပါအခြားသောမင်္ဂလာတွေအကျွန်ုပ်၌မရှိပါတဲ့အကြည့်ဣ
ကယ်တင်ခြင်းအပြင်ကားတိုင်အပြင်သင်နဲ့ကျွန်တော်ယေရှုကိုယုံကြည်လို့ခံစားရတဲ့ယေရှုတော်ကိုသူကယေရှုမပေါ်ခင်မှာအစအဆုံးကိုသူကမြင်ပြီးပြီဝေါကျွန်တော်တို့ကကားတိုင်ပြီးတော့ယေရှုရဲ့အကြောင်းအချိန်ချင်းကြားပြီးအခုချိန်ထိမမြင်တတ်ဘူးဖြစ်နေတာကြည့်နောက်ပြီးတော့စာလံ23ရဲ့ဘယ်မှာလဲဆိုတော့စာလံရဲ့23ရဲ့အောက်ဆုံးမှာလေဘယ်လိုဖော်ပြထားတယ်လဲဆိုတော့အကယ်စင်စစ်ကျွန်ုပ်ဒီယေရှုနဲ့ဂရုဏာတော်ကိုတစ်သက်လုံးခံစားရတဲ့ကြည့်တစ်သက်လုံးအာမင်ဒါဝိဒ်ကလေတစ်သက်လုံးအတွက်မြင်တာဖြစ်တယ်ထာဝရအတွက်မြင်တာဖြစ်တယ်ကြည့်အောက်မှာဘယ်လိုရေးထားတယ်လဲတစ်သက်လုံးမကဘူးထာဝရဘုရားရဲ့အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်ထာဝရကာလအတွက်သူကခံယူပလိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါဝိဒ်ခံယူတဲ့အတိုင်းသင်ဒီဂျေဇုတော်ရဲ့ကြွယ်ဝခြင်းအနာဂတ်အတွက်မကဘူးကောင်းကင်ထိတောင်မှပါတယ်ဆိုတာကိုမြင်တတ်တော်သူဖြစ်ဖို့ဘုရားသခင်ဖွင့်ပြပါစေဟာလေလုယာဒါဝိဒ်ကဂျေဇုတော်ကို तू ကမတရားခံစားရတယ် तू မထိုက်တန်ပေမဲ့ခံစားရတယ်ဆိုတာ तू ကောင်းကောင်းသိတယ်ဘယ်မှာပိုသိတယ်လဲဆိုတော့ရှင်ဘယေအမျိုးဆိုတာဘင်ဂျမင်အမျိုးပဲခံစားရတာဖြစ်တယ်မျိုးစစ်လိုက်တို့ပေးရတာဖြစ်တယ်ဒါပေမဲ့ तू ကဘင်ဂျမင်အမျိုးမဖြစ်ပေမဲ့ तू ကရှင်ဘယေဖြစ်တဲ့ခါမှာပိုပြီးမှတော့မှ तू ကဂျေဇုတော်ကိုချေးမွန်ဖို့ तू ကဘယ်လိုလဲဆုံးဖြတ်ပြီးတော့အသက်ရှင်တာဖြစ်တယ်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ကိုဘုရားကကယ်တင်တဲ့ခါမှာကောင်းလို့ကယ်တယ်မဟုတ်ဘူးနော်သူတော်စင်ဖြစ်လို့ကယ်တာမဟုတ်ဘူးအပြစ်များလက်ပင်ဘာဖြစ်တယ်လဲလွတ်စေဆိုပြီးဒါဝိဒ်ကဲ့သို့ကျွန်တော်တို့မတရားချီးကျူးတော်ကိုခံစားရတဲ့သူဖြစ်တယ်ဟာလေလုယာမတရားဘူးဘုရားသခင်မတရားဘူးတကယ်မှာအပြစ်တစ်ခုကြောင့်တန်ခံစေတဲ့ပညတ်တရားကကျေးဇူးတရားကဘာလဲအပြစ်များလက်ပင်လွတ်စေဖယားမတရားဘူးဘာလို့လဲသူတို့ပေါ်မှာအလွန်ကောင်းတယ်ဟာလေလုယာဒါကိုသိပြီဆိုရင်လေဒါဝိဒ်ကဲ့သို့သင်ဒီကျေးဇူးတော်မချီးမွမ်းဘဲနဲ့မနေနိုင်ဘူးအာမင်ကျွန်တော်တို့ကတော့အောင်မြင်ချီးမွမ်းနိုင်တယ်ကြဆင်းပြီလူတယောက်ကလက်ညှိုးထိုးပြီလူတယောက်ကလက်ညှိုးထိုးတာအတင်းပြောတာမဟုတ်ဘူးဆောင်းကြည့်တာတောင်မှမခံနိုင်ဘူးဖြစ်နေတာနော်တချို့တွေဆိုရင် Hon TV ဆိုရင်အလိုလိုနဲ့စိတ်ဆိုးတာနော်ကျွန်တော်ပြောချင်တယ်ဂျေဇုတော်ကိုသင်ခံစားရတာဖြစ်တဲ့ကြောင့်အဲ့ဒီဂျေဇုတော်ကိုတည်တော်စိတ်ရှိရမယ်နော်မမေ့ရဘူးဟာလေလုယာဂျေဇုတော်ကြွယ်ဝခြင်းကိုနားလည်ရမယ်ဂျေဇုတော်ကိုကြွယ်ဝဂျေဇုတော်ရဲ့ကြွယ်ဝခြင်းကိုနားလည်သဘောပေါက်တဲ့သူကပဲလူတွေကိုဂျေဇုပြုနိုင်တာဖြစ်တယ်ဒါဝိဒ်ရှင်ဘရင်ဖြစ်သွားပြီဓမ္မရာဇဝင်ဒုတိယစာဆောင်မှာသူကရှင်ဘရင်မှာသူစစ်အောင်ပြီးပြီနန်းတော်မှာသူကကောင်းစားနေပြီသူ့အနေနဲ့ဘာဖြစ်ခူးလို့ရတယ်သူ့အနေနဲ့အကားကောင်းကောင်းစီနော်အဲ့ဒီခေတ်မှာတော့ယထာကောင်းကောင်းစီလို့ရပါတယ်ဒါပေမဲ့သူအရင်တောင်းဆိုတာပါလေသူ့ရဲ့ရန်သူဖြစ်တဲ့ရှောလူရဲ့အမျိုးမှာငါဘယ်သူကိုခြေဆူပြုရမလဲတဲ့ရန်သူကိုခြေဆူပြုဖို့သူကအရင်ရှာတာဖြစ်တယ်ကျွန်တော်တို့ကယွာသားတွေလူမျိုးတွေကိုနဲ့ဆိုင်တဲ့လူအဲ့ဒါတော့မှတာဝေမချေဘူးသခင်ယေရှုကယောမထဲမှာလေရန်သူကိုခြေဆူပြုရမယ်ဆိုပြီးဓမ္မသစ်မှာတွန်တင်ထားတဲ့အရာဒါဝိဒ်ကလေဓမ္မဟောင်းမှာပြုတ်ပြီးပြီဘာလို့လဲဂျေဇုတော်မှတပါကျွန်တော်မှာအခြားအရာမရှိဘူးဆိုတာသူကောင်းကောင်းဝန်ခံပြီးဂျေဇုတော်ရဲ့နဲ့ချင်းဂျေဇုတော်ရဲ့ကြွယ်ဝခြင်းဂျေဇုတော်ရဲ့နော်ဘယ်လိုလဲကန့်တတ်မဲ့ကိုသူကခံစားနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီအရာကိုစင်ချင်ပြီးတော့နော်လေးလေးနက်နက်နားလည်ဖို့ရနော်ဘုရားသခင်အထူးဖွင့်ပြပါစေဆရာဒီတိုင်းရော့ဆိုပြီးမပေးတတ်ဘူးနော်လူတယောက်ကတထေးတယောက်စီကနေအကျွေးအသိန်းတရားတသိန်းအကျွေးတင်တယ်မဆက်နိုင်ဘူးဒဏ်ခံရတော့မှဖြစ်တယ်ဒါပေမဲ့အဲ့ဒီတထေးကကျေးဇူးပြုလိုက်တယ်အဲ့ဒီတသိန်းကိုငါခွတ်လွတ်လိုက်ပြီသင်ဆက်ဆရာမလို့တော့ဘူးတဲ့ကြည့်
ကျွန်တော်တို့လည်းအပြည့်ရဲ့အခအသေးရမယ်သူဖြစ်တယ်ကျွန်တော်တို့မဆက်နိုင်ဖို့ဒါပေမဲ့သခင်ယေရှုကဆက်ပေးလားမဆက်ပေးဘူးလားဆက်ပေးလိုက်တယ်အသိန်းအကျွေးမြောက်များစွာသိန်းတဲ့ချီသူကဆက်ပေးတာဖြစ်တယ်အဲ့ဒီတယောက်ကသွားပြီးတော့တရားအကျွေးတင်တဲ့လူတရားအကျွေးတင်တဲ့လူကိုမရမကတောင်းပြီးတော့မပေးနိုင်တဲ့ခါမှာဘာလို့တလဲထောင်ထဲထည့်လိုက်တယ်ရိုက်လိုက်တယ်ထိုးလိုက်တယ်ညှင်းဆဲလိုက်တယ်အဲ့ဒါနဲ့တသိန်းကိုခွန့်လွတ်လိုက်တဲ့တထေးပြန်ကြားတဲ့ခါမှာဟာဒီလောက်အများကြီးငါခွန့်လွတ်ထားပြီးတော့နော်လွတ်လိုက်တာတောင်မှ तू ကတရားလေးကိုခွင့်မလွတ်ပဲနဲ့တရားစီရင်ပြီးမှထောင်ထဲထည့်ရုံမကဘူးရိုက်ရသလားညှင်းဆဲရသလားဘိုးညစ်တဲ့သူပြန်လာခဲ့တဲ့သိန်းကိုမဆက်မချင်းသေးနော်မရဘူးဆိုပြီးတော့စီရင်တယ်တဲ့ပြောချင်တာပါလဲဆိုတော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုလေအကျွေးမြောက်များစွာအပြည့်ရခအသေးချင်းကားတိုင်းပေါ်မှာတားတော်ကိုစွန့်ပြီးတော့ကျွန်တော်ကိုတတ်ပေးလိုက်တာခွတ်လွတ်လိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီယေရှုတော်ရဲ့ကြွယ်ဝခြင်းကြီးမားခြင်းနှစ်နဲခြင်းကောင်းမြတ်ခြင်းကိုနားမလည်ဘူးဆိုရင်လေကျွန်တော်တို့ကကိုယ်မှာအကျွေးတင်တဲ့တရားအကျွေးတင်တဲ့သူကိုမရမကတောင်းတတ်တယ်အဲ့ဒီလိုမဖြစ်စေပါနဲ့ဟာလေလုယာမတဲထဲမှာတင်တို့ဒီဘုရားသခင်ရဲ့ယေရှုတော်ကိုအခမဲ့ခံရသောကြောင့်တဲ့သူတပါးကိုအခမဲ့ယေရှုပြုချပါဟာလေလုယာဟာလေလုယာဖခင်ကကျွန်တော်တို့ကိုအခမဲ့ယေရှုပြုတဲ့သူကြောင့်သူတပါးကိုယေရှုပြုဖို့ရမတဲ့အခန်းကြီး30ထဲမှာတွင်တင်ထားတာဖြစ်ပါတယ်ဟာလေလုယာဒီမှာတင်းရဲ့အသက်တာထဲမှာလေလူတယောက်ရဲ့အပြစ်လူတယောက်ရဲ့အားနဲ့ချက်ကိုလက်ညှိုးထိုးပြီးတော့အကျွေးတောင်းနေရင်တင်ဒီယေရှုတော်ရဲ့ကြွယ်ဝခြင်းကိုကောင်းကောင်းမခံစားရသေးသောသူဖြစ်တဲ့အတွက်ကြောင့်အချိန်ပေါင်းများစွာခါးသေးမှာဖြစ်တယ်အဲ့ဒီခါးသေးခြင်းထဲကနေဘုရားသခင်လွတ်မြောက်ခြင်းပေးပါစေဟာလေလုယာလွတ်မြောက်တဲ့နေ့ဖြစ်ပါစေဟာလေလုယာယေရှုတော်ရဲ့ကြွယ်ဝခြင်းနဲ့ပြန်သွားတဲ့နေ့ဖြစ်ပါစေဟာလေလုယာနောက်တစ်ခုပြောအောင်မယ်နော်ဗာလဲဆိုတော့လုကာထဲမှာအားလုံးသိပြီးသားဖြစ်တယ်ဘယ်သူလဲပျောက်တော့သားနော်သူခံစားရမယ့်အမွေအားလုံးတောင်းပြီးတော့သူ့အဖေမတည်သေးဘူးနော်တကယ်မှအမွေဆိုတာအဖေတည်မှတောင်းရတာဖြစ်တယ်ဒါပေမဲ့သူကဘာဖြစ်တယ်လဲနော်အဖေမတည်ခင်မှာအမွေအားလုံးတောင်းလိုက်တယ်လုကာအခန်းကြီး15 17ကနေ30ပဲကြည်အောင်မဖတ်တော့ဘူးအားလုံးသိပြီးသားဖြစ်တယ်သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးအမွေတွေအားလုံးတောင်းပြီးတော့အဖေနဲ့အတူအသက်ရှင်ဖို့မဟုတ်တော့ဘူးအဖေစီကနေအဖေရဲ့စီမံမှုအောက်ကနေသူထွက်ပြီးတော့ကြိုက်တယ်လို့ထင်ရဆိုင်ပြီးတော့လောကထဲမှာသူကအသက်သွားရှင်တယ်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာလေကောင်းကင်ဘုံရဲ့အဖရဲ့နော်မိသားစုဝင်ဖယားသားဖြစ်ပေမဲ့တခါတလေကျွန်တော်တို့ဖယားပေးထားတဲ့အမွေနဲ့လောကသားကဲ့သို့သွားရှင်မိတဲ့အချိန်တွေရှိလိမ့်မယ်။သင်ကိုဘုရားသခင်ဝိညာဉ်တော်ဘုရားဖွင့်ပြမယ်လို့ယုံကြည်တယ်။အဲ့ဒီမှာပျောက်တော်သားကငွေရှိတဲ့ချိန်မှာတော့အပေါင်းအသင်းများပါရဲ့ဒါပေမဲ့သူ့ရဲ့ဘာနာသူ့ရဲ့ငွေကုန်သွားတဲ့ခါမှာသူ့နားမှာတရားမှမနေရှင်တော့ဘူး။ဝစ်စားတဲ့အစာတော်မှပဲတောင်းမှသူကသားချင်ပြီးတော့ငတ်မို့ပြီးတော့နေတယ်အဲ့ဒီအချိန်မှာ तू နော်ဘာကိုတတိယတလဲဆိုတော့ငါဒီမှာစစ်နေရင်တော့တေဖို့ပဲရှိတော့ဒါပေမဲ့ငါရဲ့အဖအိမ်မှာတဲ့အကျွန်းနေတော့မှဝလင်စွာစားရတယ်အဖရဲ့အိမ်မှာကျွန်းနေတော့မှဝလင်စွာစားရတယ်သူတို့ကိုးကွယ်တဲ့ဘုရားကလေယုံကြည်သူမကဘူးလောကီသားအားလုံးကိုတော့မှအပြစ်လွတ်ပြီးတော့ကယ်တင်ထားတဲ့ဘုရားဖြစ်တယ်မယုံကြည်လို့ပဲသူတို့ကဲတင်ခြင်းမရတာယုံကြည်ရင်ရဖို့ဖယားကပြင်ဆင်ပြီးသားဖြစ်တယ်ဟာလေလုယာအဲ့ဒါနဲ့ तू ကဘာဆုံးဖြတ်တယ်လဲငါထပြီးတော့အဘစီပြတ်မယ်နော်သွားတဲ့ခါမှာ तू ဘယ်လိုဆုံးဖြတ်ခြင်းနဲ့သွားတယ်လဲဆိုတော့သူ့ရဲ့အဖေကိုမြင်တဲ့ခါမှာအလုတ်သမားတယောက်ကဲ့သို့ तू ကနေစားနဲ့ဝင်ဖို့ရန် तू ကဆုံးဖြတ်ပြီးလာတာဖြစ်တယ်အဲ့ဒီအချိန်ကပဲအချိန်လဲပြညတ်တရားကာလဖြစ်တယ်မိဘစကားနားမထောင်ရင်ကြောက်ခဲနဲ့ပြစ်ပြီးတော့စီရင်မဲ့အချိန်ဖြစ်တယ်အဲ့ဒီမှာ
သူ့ရဲ့အဖေကသူ့ရဲ့သားစီရင်ချင်းခံရမှာကိုတိကြီးနဲ့သူကတစ်ချိန်လုံးစောင့်ပြီးတော့ဘာလို့တလဲသူ့ရဲ့သားကိုလမ်းမြင်တဲ့ခါမှာပြေးပြီးတော့အမြန်ဖက်လိုက်တယ်ဘာလို့လဲဘေးမှာဂျပရိုဟိတ်တွေရှိတယ်ဘေးမှာဖာရီရှဲတွေရှိတယ်ဘေးမှာပညတ်တရားထဲမှာအသက်ရှင်တယ်သူ့ရဲ့မိသားစုတွေကကြောက်ခဲနဲ့ပေါက်မှသူတည်တဲ့ကြောင့်သူ့ရဲ့သားကိုသူဖက်ပြီးတော့လက်ခံလိုက်တာဖြစ်တယ်ဒီနေ့ပညတ်တရားကအပြစ်တစ်ခုကြောင့်ဒဏ်ခံစေဆိုပြီးစီရင်ပေမဲ့ယေရှုရှင်ယေရှုခရစ်တော်ဘုရားကကျွန်တော်ကိုအပြစ်များလက်ပဲလက်ခံရုံမကဘူးဖက်ပေးတဲ့ကျွန်တော်ကိုလွမ်းခြုံပေးတဲ့ကျွန်တော်ကိုတာဝန်ယူပေးတဲ့ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာတာကတော့ကျွန်းတယောက်အနေနဲ့နေစားအနေနဲ့သူကအလုံးလျှောက်ဖို့ရန်ပြင်ဆင်တာဖြစ်တယ်ဒါပေမဲ့သူ့အဖေကဖဲပြီးတော့ငါသားအရင်တုန်းကတည်တယ်အခုပြန်ရှင်တယ်အကောင်းဆုံးဝတ်လုံကိုပေးကြပါအကောင်းဆုံးခြေစွပ်တွေပေးကြပါအကောင်းဆုံးလက်စွပ်တွေကိုပြန်ပြီးတော့ပေးကြပါဝတ်လုံဆိုတာဘာကိုပြောတာလဲဖြောင်းမချင်းဝတ်လုံကဲတင်ရှင်းနိုင်ပေးတဲ့ဝတ်လုံဖြောင်းမချင်းဝတ်လုံကိုပြန်ပြီးတော့စင်ပေးတာဖြစ်တယ်ထိုကဲ့သို့သင်ကိုလည်းဘုရားကဖြောင်းမချင်းဝတ်လုံနဲ့စင်ပေးထားတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဝိညာဉ်တဘောနဲ့တယောက်မြင်တတ်ပြီးတော့ဖြောင်းမချင်းဝတ်လုံကိုစင်မြန်တော်သူယေရှုအသွေးအဖြစ်တန်ရှင်းတော်သူအနေနဲ့တယောက်မြင်တတ်တော်သူဖြစ်ဖို့ဖခင်ကဲ့သို့မြင်တတ်တော်သူဖြစ်ဖို့လိုအပ်ပါတယ်ဟာလေလုယာအဲ့ဒီမှာပွဲလုပ်ပေးတယ်ဗျာဘာလို့လဲသူ့သားပြန်လာတာဝမ်းမြောက်လို့တကယ်ဖခင်စိတ်ဓာတ်နဲ့ကျိုးဆိုပြီးတော့အတိမပြုပြီးတော့လက်စွပ်ဆိုတာပါလေ authority အခွင့်အာဏာအမွေတွေကုံသွားပေမဲ့အမွေစစ်ပေးအောင်မယ်ဆိုပြီးတော့အခွင့်အာဏာပေးလိုက်တာဖြစ်တယ်ထိုနည်း၎င်းပဲဒီနေ့ဂျေဇုတော်အပြင်သင်ကိုဘုရားကခရစ်တော်ရဲ့အမွေအာဗြဟံရဲ့အမွေဖြောင်းမခြင်းယေရှုနာမအပြင် authority အခွင့်အာဏာဧဝံဂေလိတိဟူသောခြေစွပ်သင်ကိုအကောင်းဆုံးဘုရားကစင်မြန်းပေးတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်သင်ဒီတာ၍ယေရှုတော်ကိုချီးမွမ်းဖို့လိုအပ်နေတဲ့ဘုရားရှင်မှာအကျွေးတင်တဲ့သူဖြစ်တဲ့ဆိုတာမမေ့ပါနဲ့ဟာလေလုယာနောက်ဆုံးအနေနဲ့ရှင်ယောအခန်းကြီး7ထဲမှာပါတွေ့ရတယ်ဆိုတော့ဖာရီရှဲတွေကကျမ်းသက်ပုဂ္ဂိုလ်တွေကမတရားပြုတ်ပြီးတော့မာယွန်းနေတဲ့မိန်းကလေးတယောက်ကိုဆွဲလာတယ်ယေရှုထံကိုခေါ်လာတယ်မောရှေရဲ့ပညတ်တရားအရာဆိုရင်ကြောက်ခဲနဲ့ပြစ်ပြီးတော့အတေတက်ပြီးတော့စီရင်ရမယ်သူဖြစ်တယ်ကိုရောဘယ်လိုစီရင်မလဲယေရှုကဘယ်လိုပြန်ဖြေတယ်လဲဆိုတဲ့အချက်အရန်စိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုသိဖို့လိုအပ်တယ်ရှင်ယောဟန်အခန်းကြီး9:19ထဲမှာမောရှေတဲ့ကြည့်ပညတ်တရားကိုတင်တို့အားပေးသည်မဟုတ်လောတဲ့ထိုတရားကိုတင်တို့တွင်တစုံတယောက်မျှမကျင်းတဲ့ကြည့်မာယွင်နေတဲ့အချိန်မှာကျမ်းတပ်ပုဂ္ဂိုလ်ဖာရီရှဲတွေကအဲ့ဒီလူကိုဆွဲပြီးတော့ခေါ်လာတာဖြစ်တယ်အဲ့ဒီဆွဲပြီးခေါ်လာတဲ့ဖာရီရှဲတွေကျမ်းတပ်ပုဂ္ဂိုလ်တွေကိုသခင်ယေရှုကမောရှေအားဖြင့်ဘုရားကတင်တို့ကိုပညတ်တရားပေးထားတယ်တင်တို့ဒီတယောက်မှမကျင့်ဘူးတဲ့စိတ်နှလုံးအသေးယခုအနာဂတ်အားလုံးကိုမြင်တဲ့ယေရှုဘုရားကတင်တို့ဒီမကျင်းတဲ့ကြည့်ဖာရီရှဲတွေကပညတ်တရားကိုကျင့်ပေမဲ့ယေရှုဘုရားကကျင့်နိုင်တယ်လို့သတ်မှတ်သလားမသတ်မှတ်ဘူးမြင်တယ်အဲ့ဒါကြောင့်တင်တို့ထဲမှာအပြစ်တစ်ခါမှမလုပ်ဘူးတဲ့လူကကြောက်ခဲနေပြစ်စေအပြစ်တစ်ခါမှမလုပ်ဘူးတဲ့လူအပြစ်မရှိတဲ့လူဆိုပြီးတော့ယေရှုဘုရားရဲ့နှုတ်တော်တို့ကိုကြားတဲ့အခါမှာသူတို့ဩတ္တပစိတ်ထဲကဘာကိုမြင်တယ်လဲဆိုတော့အပြစ်လုပ်ဘူးတာကိုပေါ်ပြတဲ့သူကြောင့်တရားမှကြောက်ခဲနဲ့မပြစ်ဘဲနဲ့အငယ်ဆုံးကနေအချီးဆုံးအားလုံးထွက်သွားတယ်တဲ့တခင်ယေရှုကအပြစ်တစ်ခါမှမလုပ်ဘူးတော့သူကြောက်ခဲနဲ့ပြစ်စေဆိုပြီးမြေကြီးပေါ်မှာရေးပြီးတော့တုံ့ပြန်ချစ်ကိုသူတို့နားလေသွားတဲ့အခါမှာသူတို့ဟာသူတို့ကျ
ကျင့်နိုင်တယ်လူကောင်းဖြစ်တဲ့ဝတ်လုံဖြူကြီးကိုဝတ်ပြီးတော့ပဟန်ဆောင်နေပေမဲ့ပွဲရမှာနော်အပြစ်လုပ်ဘူးတဲ့အကြောင်းသူတို့သိသွားတဲ့အခါမှာတရားမှကြောက်ခဲနဲ့မပေါက်ပဲနဲ့သူတို့ကင်ထားတဲ့ကြောက်ခဲကိုချပြီးတော့အားလုံးတရားမကြံပြန်ထွက်သွားတယ်အဲ့ဒီသမီးကိုသခင်ယေရှုကငါသမီးတဲ့တင်းကိုစီရင်မဲ့သူပဲရောက်သွားပြီလေဘယ်သူမှမရှိတော့ဘူးငါလည်းတင်းကိုမစီရင်ဘူးတဲ့ဟာလေလုယာဟာလေလုယာယေရှုတော်ဆိုတာယေရှုဖြစ်တယ်အဲ့ဒီယေရှုကိုယ်တိုင်ကအဲ့ဒီသမီးကိုငါလည်းတင်းကိုမစီရင်ဘူးအပြစ်များလည်းပဲလွတ်စေတယ်ဆိုတာအဲ့ဒါဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်တင်းအပြစ်များပေမဲ့တည့်ရတဲ့တာထဲမှာဘာနာလဲဖို့လို့တလဲဆိုတော့အပြစ်များလည်းပဲလွတ်စေနိုင်တဲ့ယေရှုရှင်ကိုကျွန်တော်ယုံကြည်လက်ခံထားတယ်ဆိုတာမမေ့ပါနဲ့ဟာလေလုယာဟာလေလုယာတကယ်လို့လေတည့်ရယုံကြည်တဲ့လူကဆရာခိုင်သုံးဆွေတစ်ချိန်လုံးအပြစ်ပြောမှာဖြစ်တယ်အတင်းလူကြီးဆိုရင်လည်းတစ်ချိန်လုံးအပြစ်ပဲမြင်မှာဖြစ်တယ်တယောက်နဲ့တယောက်ယုံကြည်တယ်ဆိုရင်ကောင်းကွက်လေးတွေကိုချီးမွမ်းပေမဲ့အားနည်းချက်တွေကိုပြောမှာဖြစ်တယ်ဒါပေမဲ့ယေရှုကအစအဆုံးမြည်ယုံမကဘူးအပြစ်များလည်းပင်လွတ်စေ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 ဟာလေလုယာအဲ့ဒီလွတ်ခြင်းတရားကိုယေရှုတော်အားဖြင့်သင်နဲ့ကျွန်တော်ဒီခံစားရတာဖြစ်ပါတယ်ဟာလေလုယာယေရှုဖျားကိုမရှိမသိဘူးလားရှိမသိတယ်ဟာလေလုယာအဲ့ဒီအမျိုးသမီးကနောက်တစ်ချိန်မှာတိမုံဆိုတဲ့အနုတဲ့အိမ်မှာပြန်ပေါ်လာတယ်ဘာကင်လာတယ်လဲနာရုရေမွေးကင်လာတယ်အဲ့ဒီနာရုရေမွေးကြတော့လူကြီးတယောက်ရဲ့တနစ်ဝင်ငွေလောက်တန်ဖိုးကြီးတဲ့အရာကိုယေရှုရဲ့ခြေမှာနော်တွလောင်းပြီးတော့နော်ဘယ်လိုလဲစစ်တပ်ပြီးတော့ပူဇော်လိုက်တယ်လာဇရုယူရရှာကာယုကဘာပြောတယ်လဲဟာတလောက်တန်ဖိုးကြီးတာရောင်းပြီးတော့ဆင်းရဲသားတွေနော်ငလင်တန်ခံနေရတဲ့သူတွေစစ်ဘေးရှောင်တွေကိုကူညီမကောင်းဘူးလားသခင်ယေရှုကအဲ့ဒီသူ့ဘေးမှာရှိတဲ့လူတွေရဲ့စဉ်းစားတဲ့တဘောကိုသူကမြင်တယ်နော်ရှိမုံငါအိမ်ထဲဝင်လာတဲ့ခါမှာတင်ငါရဲ့ခြေထောက်ကိုမဆေးပေးဘူးဒီအမျိုးသမီးကဘာဖြစ်လို့ဒီတန်ဖိုးကြီးလာတဲ့ရေမွေးတဲ့ငါရဲ့ခြေထောက်ကိုတုတ်လိမ့်ပေးတယ်လေဆိုတော့တနေ့ကျရဲ့ငါဒီတကြူချင်းခံပြီးတော့ထမြောက်ချင်းခံရမယ်ဧဝံဂေလိတရားကိုပုံဆောင်တာဖြစ်ပြီးတော့ဧဝံဂေလိတရားပြောတဲ့အခါမှာဒီနော်အဲ့ဒီလူရဲ့အကြောင်းကိုမပြောဘဲအချိန်မပြောဘဲမနေနိုင်တဲ့အချိန်ကာလရောက်လိမ့်မယ်တဲ့ချီဟာလေလုယာပြောချင်တာပါလဲဆိုတော့ယေရှုတော်များများခံရတဲ့လူကဖခင်အတွက်များများပေးဆက်ရတာဖြစ်တယ်စက်ကရတာဖြစ်တယ်အချိန်များများပေးနိုင်တာဖြစ်တယ်နော်ဖခင်အတွက်တန်ဖိုးကြီးပါစေမပေးဘဲနဲ့မနေနိုင်တဲ့အရာအထဲမှာသူကယေရှုတော်အဖြစ်ရှင်သန်သွားတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်သင်ဖခင်ရဲ့အမှုတော်ထဲမှာပါဝင်ဆက်ကပ်ပြီးငါအတွက်ဘာအကျိုးရှိမလဲဆိုပြီးတော့နော်မျောလင့်ခြင်းကင်းမဲ့တော့သူကဲ့သို့မဖြစ်ပါနဲ့တင်းဒီယေရှုတော်ကိုမထိုက်တန်ပဲခံစားရတာဖြစ်တဲ့ကြောင့်တင်းရဲ့အထဲကနေယေရှုတော်ကနိုးစော်တဲ့အတိုင်းဆက်ကပ်လိုက်ပါဖခင်က level တစ်ခုဆက်လက်ပြီးတော့ပို့ဆောင်အောင်မှာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီအမျိုးသမီးကအပြစ်ကနေကယ်တင်ခြင်းခံရတဲ့သူဖြစ်တယ်ဒါပေမဲ့နာရုရေမွေးတဲ့ဖခင်ကိုပူဇော်ရုံမကဘူးအခုအချိန်မှာဘာဖြစ်သွားသလဲဧဝံဂေလိဝင်ရတဲ့နေရာမှာ तू အကြောင်းပါသွားတာဟာလေလုယာ तू မရှိတော့ဘူးဒါပေမဲ့ तू ဟာတရားဟောသေးတယ်ဟာလေလုယာယခုတင်စက္ကတ်တဲ့အရာယေရှုတော်ကိုခံစားပြီးပေးကမ်းတဲ့အရာတွေတဲ့အတွက်အနာဂတ်အထိတရားဟောဦးမှာဖြစ်ပါတယ်ဟာလေလုယာဖခင်ကသင်ကိုအတိမပြုတ်ပါတယ်ယေရှုတော်ကပြုတ်တယ်ဆိုတာကိုဝန်ခံပြီးတော့စက္ကတ်တတ်တော်သူဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေဟာလေလုယာသ
တစ်ခွအခန်းကြီး15ရဲ့30ထဲမှာပေါလုကတန်မန်တော်အများကြီးထက်ငါစူးစမ်းပြီးပြုတ်နေတယ်ဒါပေမဲ့ငါမဟုတ်ဘူးတဲ့ယေရှုတော်ဒီငါအထဲမှာပြုတ်နေတယ်ဟာလေလုယာဟာလေလုယာဝိညာဉ်လူဆိုတာလေငါကစူးစမ်းတာမဟုတ်ဘူးငါကစူးစမ်းရင်တနေ့ကျရင်ငါပဲပေါ်မယ်ငါကပေးရင်တနေ့ကျရင်ငါပဲပေါ်မယ်ငါကနှိမ့်ချရင်တနေ့ချရင်ငါကအနှိမ့်ချဆုံးဆိုပြီးငါပဲပြန်ပေါ်မှာဖြစ်တယ်ရွာတို့ရွာမှာပြောတယ်ငါတို့ရွာမှာတဲ့အရင်ချေဆုံးတဲ့ကျွန်တော်တို့ပြောတယ်အရင်ချေဆုံးငါပဲရှိတယ်ပြန်ပေါ်သွားတာနော်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယေရှုတော်ရဲ့ကြွယ်ဝခြင်းကိုအသွင်အပြင်ခံစားပြီးတော့သင်ရှင်တတ်တဲ့ခါမှာသင်ရဲ့တိုးတက်နှုန်းကမြန်ဆန်လာမှာဖြစ်ပါတယ်ဟာလေလုယာလူတွေကသင်အားဖြင့်ယေရှုကိုမြင်လာတော့မှာဖြစ်ပါတယ်ဟာလေလုယာဖခင်ကိုမချီးမွမ်းမဲ့မနေနိုင်တဲ့အသက်တာဖြစ်သွားမှာဖြစ်ပါတယ်ဖခင်အတွက်ပေးကမ်းရတာကိုထိုက်တန်တယ်ပူ၍ပေးတဲ့နေဆိုတဲ့ခံယူခြင်းသင်ရဲ့အသက်တာထဲမှာတောက်လောင်လာမှာဖြစ်ပါတယ်ဟာလေလုယာနော်ဆရာဒီမှာယေရှုတော်အကြောင်းနော်အချင်းချင်းဝင်ငါပြီးပြီဒီနေ့သင်ဒီလက်ညှိုးထိုးတော်သူလားယေရှုပြုတ်ခြင်းကိုခံရတော်သူလားကြွယ်ဝခြင်းကိုယေရှုတော်ရဲ့ကြွယ်ဝခြင်းကိုနားလေသဘောပေါက်ပြီးတော့သူတပားရဲ့အပြစ်ကိုလွတ်ပြီးတော့သူတပားကိုယေရှုပြုတ်နိုင်တော်သူဖြစ်ပြီလားဝိညာဉ်အစာစားတတ်တော်သူဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒါဝိကကောင်းကောင်းသိတဲ့အတွက်ကြောင့်ငါဘယ်သူကိုယေရှုပြုတ်ရမလဲဘယ်သူကိုယေရှုပြုတ်တာလဲယန်သူကိုယေရှုပြုတ်တာဖြစ်တယ်ဟာလေလုယာဖခင်ရဲ့ယေရှုတော်ရဲ့အသက်ရှင်ခြင်းအနှစ်သာရကိုခံစားတဲ့လူကရိုးရိုးလူမဟုတ်ဘူးယန်သူကိုတောင်မှရှင်းနိုင်တယ်ယန်သူကိုတောင်မှယေရှုပြုတ်နိုင်တဲ့တကောရသွားတာဖြစ်ပါတယ်